မင်္ဂလာပါခင်ဗျာကိုဝိန္ဒမြေတားလမ်းညွှန်ပေးရင် channel ကနေပြီးတော့ခုနှစ်သားသမီးပေါင်းတို့ကိုစိတ်နှပြချမ်းသာချမ်းသာ၍လူအင်ဆန္ဒတလုံးတော်ရည်ပြည့်စုံနိုင်ကြပါစေလို့မေတ္တာပို့သပေးပါတယ်ခင်ဗျာ18ရက်6လ2026ကနေ24ရက်6လ2026ထိတပတ်စာဟောစရမ်းများကိုကျွန်တော်တင်ဆက်ပေးပါမယ်တနင်္ဂနွေသားသမီးများဒီတစ်ပတ်အတွင်းသိရှိနိုင်ရင်ကတော့ဒီတစ်ပတ်အတွင်းမှာမိသားစုအတွင်းဆွေမျိုးအတွင်းမှာကိုဝန်ဆောင်မိန်းမများကြောင့်စိတ်ပူတတ်ရပါတယ်။ခြင်းနဲ့ရတာခါးတဲ့ရတာများကိုရှောင်ရှားပေးခြင်းဖြင့်ဝမ်းပိုက်နဲ့သက်ဆိုင်သောယောဂများမဖြစ်ဖို့ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါသာပရိနံအကျိုးပေးပါမယ်ဆိုတော့လည်းပဲအပြိုင်ဆိုင်များကြားမှာအောင်မြင်မှုရရှိပါလိမ့်မယ်။ဘုရုဏပစ္စည်းဘုရဟုသားသမီးများတွေကိုရှောင်ရှားပေးပါဗျာ။အ내ရောင်အဝါရောင်ရောရှက်တဲ့အယောင်များကိုဝတ်ဆင်ပေးပါအိမ်တော်ရေးကြီးကြီးမားမားမဟုတ်တဲ့အကြောင်းအရာလေးနဲ့စကားများတတ်ပါတယ်ခင်ဗျရေရာအနေနဲ့ကတော့အိမ်အောက်မှာရှိတဲ့ဗုဒ္ဓဟူနာအဟောင်းပြန်များကိုဖယ်ရှားပေးလိုက်ပါခင်ဗျတနေ့လာသားသမီးများဒီတစ်ပတ်အတွင်းသိရှိနိုင်မှုတော့ကတော့စိတ်ချမ်းသာမှုအပြည့်အဝရရှိတဲ့ကာလပါဒါပေမဲ့လို့အနိကနေသူများကြောင့်တောကများတတ်ပါတယ်ဗျအရှိတောင်ရက်ကိုခီးသွားတာကိုတော့ဆောင်ရှားပေးပါစီးပွားရေးလုပ်ငန်းအနေနဲ့ကတော့တောက်ကြနံပစ္စည်းများမှလွယ်၍ကြံကုန်ပစ္စည်းများကျိုးပေးပါလိမ့်မယ်ဝိဇ္ဇင်အယောင်ကတော့အဖြူရောင်အဝါရောင်ဓမ္မမို့အဖြူဝါရောရှက်တဲ့အယောင်များကိုဦးစားပေးဝိဇ္ဇင်ပေးပါအိမ်အောင်ရေးခြေရေးရန်တကြက်ကြက်စီးပွားတက်ဆိုတဲ့ကိန်းပါပဲဗျရရအနေနဲ့ပြောရရင်တော့အိမ်ဝိုင်းအတွင်းအိမ်မြောက်ဘက်မှာလူသွားလူလာဖြတ်လမ်းများရှိရင်ပိတ်လိုက်ပါဗျာအင်္ဂါသားသမီးများတစ်ပတ်စာအတွင်းသိရှိနိုင်ရင်ကတော့ဂျာလာပရိနံဂျာလာပရိသားသမီးတောက်ကြနံတောက်ကြသားသမီးများကိုအကြောင်းပြုပြီးတော့လက်လာပါများဝင်လာပါလိမ့်မယ်ဝန်နှန်းဖြစ်လျင်လည်းမိမိတို့ရဲ့အကြီးအကဲများရဲ့စောင့်ရှောက်မှုကိုရရှိမှာဖြစ်ပါတယ်ယာရုတိုးကိန်းရှိပါတယ်ဗျာစီးပွားရေးအနေနဲ့ကတော့ရှိရင်းဆွဲလုပ်ငန်းများတိုးပွားပြီးအသစ်ချက်ထွင်လုပ်ကိုင်လို့ရတဲ့ကာလဖြစ်ပါတယ်ဝတ်ဆင်ရမယ့်အရောင်ကတော့အဖြူရောင်များအကျိုးပေးပါမယ်ခင်ဗျရရအနေနဲ့ကတော့အိမ်တွင်းအနောက်မြောက်တော့မှာရှိတဲ့ကျင်းငယ်တွင်းငယ်များကိုဖုတ်ပေးလိုက်ပါခင်ဗျဘုရဟုသားသမီးများဒီတစ်ပတ်အတွင်းသိရှိနိုင်မှုကတော့တနင်္ဂနွေသားတနင်္ဂနွေနံပစ္စည်းများကြောင့်စိုးရိမ်တောကများကြုံနိုင်ပါတယ်စီးပွားရေးလုပ်ငန်းအနေနဲ့တော့အသစ်ချက်ထွင်ခြင်းမလုပ်ပါနဲ့ငွေချင်းကားတာအကျွေးပေးတာတွေကိုလည်းရှောင်ပေးပါခင်ဗျလုံမြဲလုံများကိုတာသတိနဲ့ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးကြပါဝိဆင်ရမယ့်အယောင်ကတော့အ내ရောင်ဖြစ်ပါတယ်အိမ်တော်ရေးခြေရေးညှိနှိုင်းနေထောင်ခြင်းအပြင်တာယာအောင်ကြိုးစားနေထိုင်ပေးပါရရအနေနဲ့ကတော့အိမ်တွင်းအိမ်ပြင်ကြေးနီနဲ့ပြုလုပ်ထားတဲ့ပစ္စည်းများရှိလို့ရှိရင်မကောင်းရင်လည်းထုတ်လိုက်ပါကောင်းတယ်ဆိုရင်လည်းနေရာရွှေ့ပြောင်းပေးလိုက်ပါဗျာဒါသာပရိသတ်သမီးများအနေနဲ့ကတော့ဒီတစ်ပတ်အတွင်းမှာလက်လာပါကြီးကြီးမားမားဝင်နိုင်တဲ့ကိန်းရှိပါတယ်အသေးမောလေးတွေဝင်လာပြီးကျင်းကြတတ်ပါတယ်ဗျာလောက်ကိုင်းနေနေတော့တနင်္ဂနွေနံအင်္ဂါနံများတိုးချက်လောက်ကိုင်းလို့ပဲဖြစ်ဖြစ်ရှိရင်ဆိုအလုပ်ပဲဖြစ်ဖြစ်ကျိုးပေးဖြစ်ထွန်းပါလိမ့်မယ်ဝတ်ဆင်ရမယ့်အယောင်ကတော့အညိုးရောင်အနီရောင်များကိုဦးစားပေးဝတ်ဆင်ပါအိမ်တော်ရေးချီကောင်းမွန်ပါမယ်ဗျာရရအနေနဲ့ကတော့အိမ်တွင်းအိမ်ပြင်တောင်ဘက်မှာရှိတဲ့တနင်္လာနံပစ္စည်းများကိုဖယ်ရှားပေးလိုက်ပါတောက်ကြသားသမီးများဒီလိုအတွက်သိရှိနိုင်ရန်အလောက်ကများအဆင်ပြေနေတော့လည်းပဲစိတ်တော့ကရောက်စရာများကြုံတတ်ပါတယ်ဝန်ထမ်းများအနေနဲ့အထက်လူကြီးများရဲ့ညှို့ညင်မှုလူကြီးကတော်များရဲ့ပြဿနာရှာမှုများခံရတတ်ပါတယ်စီးပွားရေးလုပ်ငန်းအနေနဲ့ကတော့တနင်္လာသားများတနင်္လာနံပစ္စည်းများမှလွဲ၍ကြံလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်ဗျငွေချေတာကျွေးပေးတာတွေကိုရှောင်ပေးပါဝတ်ဆင်ရမယ့်အယောင်ကတော့အဖြူရောင်အနီရောင်နဲ့အဖြူအနီရောရှက်တဲ့အယောင်တွေကိုဝတ်ဆင်ပေးပါအိမ်တော်ရေးခြေရေးတာယာချောမွေ့ပါလိမ့်မယ်ရရအနေနဲ့ကတော့အိမ်တောင်ဘက်မှာရှိတဲ့တနင်္လာနံပစ္စည်းများဖယ်ရှားပေးပါဗျာ
စနေသားသမီးများအတွက်တပတ်အတွင်းသိရှိနိုင်ရန်စိတ်ရောကိုယ်ပါမကြည်မလင်ဖြစ်တတ်ပါတယ်။အထူးသဖြင့်အနောက်မြောက်တောင်အရပ်အရှေ့မြောက်တောင်အရပ်များသို့ခီးသွားရှောင်ပေးပါ။ဒီတပတ်အတွင်းမှာခီးသွားခြင်းကိုလုံးဝရှောင်ရှားသင့်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးအတွက်ပုံမှန်ဆေးခန်းသွား၍ဆေးစစ်မှုများပြုလုပ်ပေးစေချင်ပါတယ်။စီးပွားရေးလုပ်ငန်းအနေနဲ့ကတော့လက်ရှိလုပ်ငန်းကိုသာတတိထားလုပ်ကင်ပေးပါအသစ်များချဲ့ထွင်ခြင်းမလုပ်ပါနဲ့အိမ်တော်ရေးအခြေရေးစိတ်ပျော်ကိုယ်ပျော်တာတာရရရှိပါလိမ့်မယ်ဝတ်ဆင်ရမယ့်အယောင်ကတော့အစိမ်းရောင်အညိုရောင်များဦးစားပေးဝတ်ဆင်မိပါညရေအနေနဲ့ကတော့အိမ်တွင်းအိမ်ပြင်မြောက်ဖက်ရကတောက်ကြနံပစ္စည်းများကိုဖယ်ရှားပေးလိုက်ပါခင်ဗျာခုကျွန်တော်တင်ပြတဲ့ဗီဒီယိုကိုကြည့်ရှုခြင်းအပြင်အစားအစာရပြအဆင်ပြေအောင်မြင်ချောမွေ့၍လက်လာပါများလဲပွင့်လန်းလာပါလိမ့်မယ်ခင်ဗျာနောက်ထပ်တင်ပြတဲ့ဗီဒီယိုများကိုလည်းစဉ်ဆက်မပြတ်လေ့လာကြည့်ရှုနိုင်ရန်အတွက် Like and Subscribe ပေးပြီးတော့ဘေးက Noti ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြဖို့တောင်းဆိုပါတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးလူအင်ဆန္ဒတလုံးတော်ဝါတဲ့ပြည့်စုံကြ၍လောကများအဆင်ပြေအောင်မြင်ချောမွေ့ကြပါစေခင်ဗျာအားလုံးဆန္ဒရှိသည်များစွမ်းဆောင်အောင်မြင်ကြပါစေ